ကိုယ့်ရဲ့ relationship ကိုနောက်ထပ်ပြီးတော့မှ toxic ဖြစ်စေတဲ့အရာဒီမပွင့်လင်းကြခြင်းပဲဖြစ်ပါတယ် relationship တစ်ခုကိုစတင်ပြီးတော့မှဖန်တီးပြီးဆိုလို့ရှိရင်ဒါတယောက်နဲ့တယောက်မပွင့်လင်းဘူးဆိုလို့ရှိရင်ဒါမျိုးစင်တို့ဂျားထဲမှာတန်တရားတွေဖြစ်လာတယ်ပေါ့နော်ခါလီကြလို့ရှိရင်တချို့တော့အခြေအနေတွေဖြစ်ပျက်တွေကပွင့်လင်းရတဲ့အခြေအနေရှိတယ်မပွင့်လင်းရတဲ့အခြေအနေရှိတယ်အဲ့ဒီအရာကိုလည်းကိုကတေချာလေးကိုတိထားဖို့လိုအပ်တယ်လို့မျိုးခွဲချမ်းစိတ်ဖြာထားဖို့လိုအပ်တယ်ပေါ့နော်ဘယ်အရာကိုတော့ကိုယ့်ရဲ့ချစ်သူကိုအသိပေးတဲ့နဲ့ဘယ်အရာကိုတော့အသိပေးလို့မရသေးဘူးဆိုတဲ့အရာမျိုးလည်းကိုယ်တိုင်ကလည်းသိရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ relationship တစ်ခုကိုဖန်တီးပြီးကိုယ်တိုင်ကလည်း relationship တစ်ခုရှိလာပြီဆိုလို့ရှိရင်တော့ဒီ relationship နဲ့ပတ်သက်တဲ့အရာတွေအဖြစ်အပျက်တွေတိုင်းကိုကိုကပွင့်ပွင့်လင်းလင်းလေးကိုပါတနာကိုပြောပြထားဖို့လိုအပ်တယ်ပွင့်ပွင့်လင်းလင်းတိုင်ပင်ညှိနှိုင်းတဲ့နယ်ပေါ့နော်ဒီလိုမျိုးမပွင့်လင်းဘူးမတိုင်ပင်ဘူးဆိုလို့ရှိရင်အဲ့ဒီအရာကနေပြီးတော့မှတန်တရားတွေကဖန်တီးလာတယ်တန်တရားနေပြီးတော့မှဘာတွေဆက်ဖြစ်လာနိုင်စီလဲဆိုလို့ရှိရင် relationship တစ်ခုကြားမှာတိဆောက်ထားတဲ့ယုံကြည်မှုဆိုတဲ့အရာတွေကိုပြိုလဲဖြစ်သွားနိုင်တယ်ပေါ့နော်တန်တရားကမင်းတို့တစ်ခုတည်းတည်းမဟုတ်ပဲနဲ့ထက်ခါမပွင့်လင်းမှုတန်တရားတွေလည်းများလာမယ်ဆိုလို့ရှိရင်ယုံကြည်မှုဆိုတဲ့အရာကလည်းတိဆောက်ထားတဲ့အရာကတော့မင်းတို့တွေနော်တိဆောက်တယ်ဆိုတဲ့အခါမှာခက်ခဲတယ်ပြိုလဲသွားဖို့ဆိုတာလွယ်ကူတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ relationship တစ်ခုကိုကိုတန်မိုးထားတယ်မျက်နှိုးတယ်ယုံကြည်ရတယ်ဆိုလို့ရှိရင်အဲ့ဒီ relationship တစ်ခုကိုလွယ်လေးနဲ့မပြတ်စည်းစေချင်ဘူးဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ပွင့်လင်းကြပါလို့မိစဉ်ကဒီ video ကနေပြီးတော့မှမျှဝေပေးသွားချင်ပါတယ် relationship နဲ့ပတ်သက်ပြီးတော့မှ mindset ပိုင်းကိုမျှဝေပေးနေတဲ့ teacher မိစဉ်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်